ဘာပစုံလေးအများကြီးပဲဒီနေ့တော့ဟင်းကောင်းပြီဗျဟေးမိမရေဒီနေ့တော့ကန်ကောင်းတယ်ဟဲ့ညုံထဲမှာပစုံထုတ်ကြီးအများကြီးပါလာတယ်အမလေးကြီးလိုက်တဲ့ပစုံတွေအကောင်လေးလှမ်းလိုက်တာယောက်ျားရေကျုပ်စီထဲမှာပစုံသွားရောက်လိုက်အောင်မလေးပြန်လာမှဟင်းချက်စားကြတာပေါ့ဟုတ်ပါပြီမိမရေလက်လက်ဆက်ဆက်ပစုံတွေရမယ်နော်ခါရေးချမိုးချလေးပါ30သား9000ပဲနဲ့လာဝယ်ကြပါအောင်ယောက်ျားရေမိမပြန်ရောက်ပြီနော်ကျုပ်ပစုံထုတ်တွေရောင်းကောင်းတယ်သိလားကဲဟင်းချက်ရအောင်ဗိုက်စာနေပြီဒီနေ့ပစုံကိုဘယ်လိုစားကြလဲစီပြန်ချက်မလားဒါမှမဟုတ်ချင်းဆက်လုပ်မလားစီပြန်လေးပဲချက်လိုက်ပါမိမရဟုတ်အနက်ကတော့မွေးနေပြီဗိုက်တောင်စားလာပြီခဏလေးစောင့်အောင်ပစုံကုန်လေးတွေညီရဲပြီးစီလေးပြန်လာမှအချိုရက်ကပို့ထွက်တာကောင်းလိုက်တာမိမရပစုံကလက်တော့အသားချို့နေရပဲလက်လက်ဆက်ဆက်ဆိုတော့လည်းကောင်းတာပေါ့အများကြီးစားနော်